မင်္ဂလာပါရှင်တန်တိုင်းချမ်းမြန်မာကျူဆိုပါရရှင်ယခုမဆက်ပေးမဲ့ကွက်လေးကတော့မန္တလေးမြို့အရှင်မြို့သေးထွန်းထုံးဖွင့်ထဲမှာရှိတဲ့လမ်းသားကျယ်လေးပေါ်မှာတည်ရှိတဲ့2060ပေအယောင်လေးနဲ့မိတ်ဆက်ပေးမှာဖြစ်ပါတယ်ရှင်ဒီကွက်လေးကတော့113လမ်းမကြီးနဲ့အနီးဆုံးမှာရှိတဲ့လမ်းသားကျယ်လေးပေါ်မှာတည်ရှိပါတယ်ရှင်ပေကျယ်လေးကတော့မျက်နှာပွင့်ပေ20နဲ့နောက်ကူပေ60ရှိပါတယ်အလှည့်လေးကတော့တောင်လှည့်လေးဖြစ်ပါတယ်ရှင်ပိုင်ဆိုင်မှုစာရွက်စာတမ်းလေးရတော့ခရံအပေါ်ချမ်းလေးနဲ့ရရှိမှာဖြစ်ပါတယ်ရှင်113လမ်းမကြီးနဲ့အနီးဆုံး52လမ်းမကြီးနဲ့အနီးဆုံးမှာရှိတဲ့နေရာကောင်းကွက်လေးကိုရောင်းချပေးမဲ့ဈေးနှုန်းလေးရတော့9500လေးနဲ့ရောင်းချပေးမှာဖြစ်ပါတယ်ရှင်ဒီကွက်လေးကိုစိတ်ဝင်စားရဆိုရင်တော့တန်တအိမ်ချမ်းမြေကိုဆက်သွယ်ပေးပါရှင်အားလုံးကိုကျေးဇူးတင်ပါတယ်